Hello အားလုံးပဲမင်္ဂလာပါရှင်မင်္ဂလာတက်မြင့်ဆက်ပြီးဆက်ပြီးရောင်းပြရနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါရရှင်ဒီနေ့မှာတော့ Hyundai 16 kVA ဒီဇယ်မီးစက်လေးကိုတာဂီရာမျိုးနေရာနေပြီးတော့လာရောက်ဝယ်ရပေးသွားပဲဖြစ်ပါရရှင်လာရောက်ဝယ်ရပေးသွားတဲ့ customer တွေလည်းအထူးပဲကျေးဇူးတင်ရှိပါရရှင် customer တွေကတော့ Eco 9 မိုးအား9လုံးရဲ့ပြီးတော့အိမ်မီရဲ့ deep freezer လေးရဲ့သုံးဖို့အတွက်လာရောက်ဝယ်ရပေးသွားမယ်ဖြစ်ပါရဲ့ရှင်။အဲကွန်တစ်ကောင်ဝယ်သုံးမယ်ဆိုရင်တော့3လုံးထိရပြီးတော့တစ်ကောင်ဆိုရင်လည်း4လုံးထိသုံးလို့ရပါရဲ့ရှင်။ဆိုင်မှာလာရောက်ဝယ်ရပေးခြင်းနဲ့ဆိုရင်တော့ဆိုင်ရမဲ့52 58 54နဲ့လည်းဘလောက်ပစွန်တော်မျိုးနဲ့မှာလာရောက်ဝယ်ရပေးနိုင်ပါရဲ့ရှင်။ဆက်လီကိုတော့ engine wine ဓာတ်ဆီနဲ့ရေတွေထည့်ပြီးတော့မီးထွက်ဆံပေးလိုက်ပါရှင်ဆက်လီကတော့ water cool engine နှလုံးတို့ဆက်လီပဲဖြစ်ပါရှင်ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ရှုပေးရတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်